မင်းကဘယ်ကောင်နဲ့သွားတွေ့မှာမလို့ဒီလောက်ထိပြင်ဆင်ထားရလဲ ရှင်ဘယ်လိုလုပ်လိုက်တာလဲဒါကျမတငယ်ချင်းနဲ့တွေ့ဖို့စီစဉ်ထားတာလေ မင်းဘတူးနဲ့မှဘဲမှသွားစရာမလိုမင်းကငါချစ်တဲ့သူငါနဲ့ပဲနေရမယ် ကျမတငယ်ချင်းနဲ့ချိန်ထားပြီးပြီလေဘယ်လိုလုပ်ရမှာလဲ မင်းကငါသွားစရာမလိုတော့ဘူးလို့ပြောနေရလေမင်းကငါချစ်တဲ့သူငါနဲ့ပဲနေရမှာကြားတယ်နော်တားလာလို့မင်းနေလေရောညက်မင်းကလူယောက်ျားရထားတာဘယ်လောက်တော့ကံကောင်းနေမှလဲကဲခုတော့ကိုပိုက်စားပြီဒီအမိုက်လေးတင်ထားလိုက်ပြီးတော့ယောက်ျားကြိုက်တဲ့ကျုပ်ကြော်လေးလုပ်ခဲ့လိုက်နော်ဘာလို့ဟိုနေ့ကလေကိုနည်းနည်းလေးစိတ်လို့တော့လို့ပါချစ်ရဲ့ကိုချစ်ကိုဘာလို့ဒီချစ်လဲဆိုတာချစ်သိတယ်မလားနောက်ကကြာရင်တော့အဲ့လိုမဖြစ်စေရအောင်နော်အန်နီနော် အမှန်တိုင်းပြောရရင်လေကျမရှင်ရဲ့အဲ့ဒီစိတ်ကြီးကိုသိကြောက်တာပဲနောက်တစ်ချိန်ရှင်ကျမကိုလူတွေမလုပ်ပါဘူးလို့ကျမဘယ်လိုလုပ်ရှုံးလို့ရမှာလဲ ကိုတကယ်ပြောတာပါချစ်ရဲ့နောက်ကကြာရင်အဲ့လိုလုံးဝမဖြစ်စေရအောင်ကွာယောက်ျားကတိကိုယုံပါနော်ကိုကတိပေးပါတယ်ကဲကိုအလုံးတော့ကြာနေပြီမလို့သွားတော့မယ်နော်စောပြန်ခဲ့မယ်အခုရှင်ပြောတဲ့အကြောင်းအရာတွေအားလုံးကိုကျမနားလည်ပြီအဲ့ဒါအိမ်တွင်းကြမ်းဖတ်မှုပဲရှင်လိုမျိုးခံစားနေရတဲ့မျိုးသမီးတွေလည်းအများကြီးကျမတွေ့ဘူးတယ်အထူးသဖြင့်ကိုကျင်ဘောကအခုလိုမျိုးအနာပေးလိုက်ဆေးပေးလိုက်လုပ်နေတာမျိုးပေါ့အမျိုးသမီးတွေကအဲ့ဒါကိုတိတိရနဲ့ကိုရုံးမထွက်နိုင်တာပြဿနာအဲ့ရစတာပဲ ဟုတ်တယ်ဒေါက်တာတခါတလေသူကျမကိုဆဲဆိုလိုက်တဲ့အခါဒါမှမဟုတ်ရင်သူနာကျင်အောင်လုပ်လိုက်တဲ့အခါတိုင်းမှာကျမကဘာကြီးပြတ်သွားသလိုခံစားရပြီကျမအားရင်နေကုန်ခန်းရသလိုကျမနာကျင်ရပါတယ်ဒါပေမဲ့ခဏကြာမှပဲ तू မဟုတ်တဲ့လူတယောက်နေနဲ့ကျမစီကိုပန်းစီရယူလာပြီကျမမရှိရင်မဖြစ်တော့ပါဘူးဆိုပြီးတော့ तू ပြန်တောင်းပန်တယ် तू ပြန်ပြီးကျင်နာကူးစိုက်ပြတယ်အဲ့ဒါကြီးချမ်းမှပဲကျမသူ့ကိုပြန်ပြီးလက်ခံမိသွားတယ်ဒေါက်တာကျမယူရယူနေပြီလား ရှင်မယူပါဘူးအဲ့ဒါအခုလိုမျိုးအိမ်တွင်းအကြမ်းဖက်ခံနေရတဲ့အမျိုးသမီးတွေရနေတဲ့ trauma ပဲလေကျမစိတ်ပိုင်းဆိုင်ရာပညာရှင်တယောက်အနေနဲ့ရှင်ကိုမိကုန်းတစ်ခုမေးမယ်ရှင်အခုလိုမျိုးအနာပေးလိုက်ဆေးပေးလိုက်ဖြစ်နေတဲ့တန်နေရာထဲမှာရှင်ရဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်တွေပြီးတော့ကိုတန်မိုးထားမှုတွေကတဖြည်းဖြည်းနဲ့ညော့နေသွားရလို့ရှင်မခံစားမိဘူးလားပြီးတော့သူခုလိုကောင်းလိုက်ဆိုးလိုက်လုံနေရတယ်လို့ရှင်ကဘာဖြစ်လို့လက်ခံနေမိရလဲ တစ်ချိန်မှာ तू ပြန်ပြီးတော့သူ့ရဲ့စိတ်တွေကိုပြင်ပြီးကျမကိုချစ်လာမှာပဲကျမကိုကျူးဆိုင်လာမှာပဲဆိုရဲစိတ်တွေနဲ့ကျမမျောလင့်နေခဲ့မိတာနောက်ပြီး तू အခုလိုကျမပေါ်မကောင်းတဲ့အရာတွေကျူးလွန်ပြီးပြီဆိုလို့ရှိရင်
သူပြန်ပြီးတော့ဂူးဆိုင်ကျင်လာမှာပဲဆိုတဲ့စိတ်ကိုအဲ့ဒီစိတ်ကြီးကကျမကိုလွှမ်းမိုးနေခဲ့တာဘယ်ကျမမမောနေတယ်လို့ခံစားမိနေတယ်ကျမဘာဆက်လုပ်ရမလဲမသိတော့ဘူးဒေါက်တာ အဲ့ဒါအရန်ကိုအန်ရများတဲ့စိတ်ခံစားမှုပဲ ဟုတ်တယ်ဒေါက်တာသူမြတ်တာပေးလာလိုက်ပြီသူကျင်နာပြလိုက်ပြီဆိုရတယ်ကျမသူ့ပေါ့နာကျင်တဲ့အရာတွေကအလိုလိုပဲပျောက်သွားတယ်လို့ခံစားရတယ်ကျမလည်းဒီတန်တရားထဲမှာပဲလေဒီစိတ်နဲ့ပဲသူ့ဆရာရုံးမထွက်နိုင် အဆိုးဆုံးကတော့လှုပ်တဲ့သူထက်တိတိရက်နဲ့အလောက်ခံနေတဲ့သူကပိုပြီးတော့အပြစ်ရှိတာကဲပါအဓိကအကြောင်းအရာကိုဆက်သွားလိုက်ကြတာပေါ့ပန်းတို့ရဲ့စိတ်လုံခြုံမှုနဲ့ကိုကိုတန်မိုးထားတတ်မှုအကြောင်းဆက်ပြီးတော့ဆွေးနွေးကြရအောင်အိမ်တွင်းအကြမ်းဖက်မှုကိုလုပ်တဲ့ယောက်ျားတွေအကုန်လုံးကတပုံစံနဲ့ပဲသူတို့ကကိုယုံကြည်မှုမရှိဘူးသူတစ်ပါးပေါ်ကိုလွှမ်းမိုးစိတ်တွေအရန်ကိုလွန်ကဲနေတာကျမရှင်ကိုအကြံပေးရမယ်ဆိုလို့ရှိရင်ပထမဆုံးချက်အနေနဲ့စိတ်ခံစားချက်နဲ့အပြုအမူကိုခွဲခြားပါတကယ်လို့ तू ကရှင်ကိုပန်းစီပေးလာခဲ့ရင်တော့မှရှင်ကရှင်နာကျင်ခဲ့ရတဲ့အရာတွေကိုလုံးဝမေ့ပြလို့မရဘူးဒုတိယချက်အနေနဲ့ကရှင်နဲ့သူနဲ့ခြားထဲမှာအကြမ်းဖက်မှုကိုလုံးဝမလုပ်ဖို့အတွက်စီးမင်းကိုချမှတ်ထားရမယ်အဲ့ချမှတ်ထားတဲ့စီးမင်းတွေကိုချိုးဖောက်ခဲ့လို့ရှိရင်အဲ့ဆက်ဆံရေးကနေပြီးတော့ရုံးထွက်နိုင်အောင်လို့ရှင်တတ်သိရှိရမယ်ဒီလိုမျိုးအနာပေးလိုက်စီးပေးလိုက်ဖြစ်နေတာတွေကရှင့်ကိုတကယ်ချက်တာမဟုတ်ဘူးရှင့်ရဲ့ခံစားချက်တွေကိုအစိတ်တောက်ဖြစ်စေတာကဲပါရှင့်ရဲ့ဒီလောက်အချက်လက်တွေဆိုရင်လုံလောက်ပြီတခုခုလိုအပ်တာရှိရင်ကျမကိုဖုန်းဆက်လိုက်ကျမတို့ဖွဲ့စည်းကရှင်နဲ့အတူတူရှိနေပါမယ် မင်းကအချစ်ကားတွေပါလေကြည့်လို့ပါလားဟမ်ဘယ်ကောင်နဲ့စိတ်ကူးရင်နေရလဲဒီမှာဒါမျိုးတွေကလေရုပ်ရှင်ထဲမှာပဲရမှာသိလား ကျမရုပ်ရှင်ကြည့်ရဘာဖြစ်လို့လဲရှင်ဘာဖြစ်လို့ကျမကိုဘာပဲလို့လိုက်ပြီးတော့အပြစ်ပြောနေရတာလဲချစ်ကားကြည့်ရနဲ့ပဲတခြားကောင်တွေစိတ်ကူးရင်လာရမယ်ကျမလည်းတခါတလေလေးစိတ်ပန်းပြေုံကြည့်ရလေဘာဖြစ်လို့ မင်းကစိတ်ဖြေနေတာမဟုတ်ဘူးမင်းတခြားယောက်ျားနဲ့ပေါက်ပြန်ချင်တယ်လို့မင်းဒီဇန်လမ်းမျိုးကိုမင်းကြည့်နေတာပါလေမင်းမနောက်တစ်ယောက်ရှိပြီဟမ်မင်းငါ့ကိုမချစ်တော့ဘူးလားပြောစမ်း ရှင်ဘာလို့တာလဲလွတ်ပါကျမနာနေပြီရှင်ဘာလို့ကျမကိုအမြင်ရအဲ့လိုလိုက်ပြောချင်နေရတာလဲကျမလေရှင်အနိုင်ကျင့်နေနိုင်ကျင့်လို့ရစိတ်မဟုတ်ဘူး မင်းဘာပြောတာမင်းဘယ်တော့ငါ့ကိုပြန်ပြောဘူးလို့လဲဟမ်ဘာလဲမင်းတို့မိန်းမတွေကတခါလောက်ချော့လိုက်တာနဲ့ကိုရောက်တတ်တယ်ဗောဟုတ်လားအေးဒီခါတော့မင်းနဲ့ငါတွေ့ပြီပဲဟောဒီခါတော့မင်းနားပြီးတော့မှတ်တော့ပေါ့ကွာလို့ဒါမို့ကျမပါ ဘိုင်လူမင်းဖွင့်လိုက်ထဲဟိုမှပြီးမလွတ်ပါဘူးဒီမဖွင့်ပို့ဆိုးမယ်နော်အခုတကားဖွင့်စားဘိုင်လူမင်းကဖွင့်လို့ပြောနေတော့ကိုကျော်စိုးရှင်ကိုအိမ်တွင်းအကြမ်းဖက်မှုနဲ့တိုင်တန်းထားလို့ပါ ခင်ဗျားတို့အိမ်မလာပြီထင်တယ်ကျွန်တော်တို့လင်မယားချစ်ချစ်ခင်ပါပဲဘန်းတို့ပြောလိုက်လေကိုလိုချင်းအဆင်ပြေတယ်ဘာမှမဖြစ်ဘူးဆိုတာပြောလိုက် ကိုကျော်စိုးတစ်ခါရှင်ပေးတဲ့ဒီရင်ဘတ်ထဲကထိုင်တာ
ရှင်နောက်ထပ်ပေးမယ်စေးနဲ့ဘတော်မှကိုစားလို့ရမှာမဟုတ်တော့ ကိုတောင်းမှန်ပါတယ်ကိုလေရမ်းပင်မလို့ကိုစိတ်ဓာတ်တွေကြနေတာကိုအလုပ်တွေလည်းတအားဖိအားတွေများနေကွာအဲ့တော့ကိုချစ်ပေါ်မှာဒေါသထွက်မိတာပါကိုခွင့်လို့ပါနော်ရှင်နော် ရှင်ရဲ့ဖိအားတွေကကျမဘဝကိုနင်းချေကိုခွင့်ပြုမထားဘူးလေကျမရှင်ဒေါသထွက်တိုင်းရှင်ရဲ့ဒေါသတွေကိုစွန့်ပစ်မဲ့အပုံလည်းမဟုတ်ဘူး ကိုပြောင်းလဲပါမယ်ကိုကတိပေးပါနဲ့ဟိုလေကိုတို့နှစ်ပတ်လဲခီးထွက်ဖို့တော့မှကိုလက်မဲ့တွေတော့ဝယ်ထားပြီးပြီလေကိုတို့အိမ်ပြန်နေကြမယ်လေနော်ရှင်နော် တော့ကတော့ကိုချိုဆိုရယ်ရှင်ရဲ့နှစ်ပတ်လည်းလက်မှတ်တွေရောရှင်နောက်ထပ်ကျမကိုဟန်ဆောင်ပြီးတော့တန်းစီရယူလာတော့ပြန်ချော့လိုက်အဲ့ဟာတွေကကျမရှင်ဘက်တရားတွေကိုမကူစားနိုင်တော့ရှင်ရောလေကျမအမျိုးသမီးထွေကိုစားစကားတခုပေးလိုက်ပြီချစ်ဆိုတာတောင်းပန်ပြီးတော့ရှင်ယူလာနေကြပန်းစီမဟုတ်ဘူးပြန်လဲလေးစားမှုတွေပြူးဆိုင်မှုတွေကျင်နာမှုတွေနဲ့တိဆောက်ထားတာကျမတို့အမျိုးသမီးတွေကရှင်တို့စိတ်ခံစားချက်တွေကိုဖွင့်ထုတ်မဲ့နေရမဟုတ်ဒီတစ်ခါရှင်နဲ့ကျမနဲ့ဘလို့မှမဖြစ်နိုင်တော့ ကျော်စိုးကျွန်တော်နဲ့ပူးပေါင်းဆောင်ရွက်ပြီလား